ခေတ်တင်မင်္ဂလီတူညတွင်ချင်းအချိန်နောက်ပြန်ရောက်ခဲ့တယ်။သူမကဧကရာစီမင်းကိုအဆက်ဂလူတန်ချောင်းတစ်ချောင်းကန့်လန့်လိုက်တဲ့အခါနန်းတော်တွေကခန်းထားတဲ့ဟင်းလျာတွေပေါ်သူလုံးဝစိတ်မဝင်စားတော့ဘူး။ဒီအချိန်ကိုမြင်တော့မင်္ဂလီကချက်ချင်းပဲနန်းတော်ဆောင်တွေကိုအိုးကြီးတိုးကိုတီးတန့်ပြုတ်လို့သူအမိန်ပေးလိုက်တယ်။အဲ့ဒီအိုးကိုလုတ်ပြီးတဲ့အခါမှာတော့လူတိုင်းအံ့အားသွင်းသွားကြပြီးဒီလိုကြီးမားတဲ့ hot pot အိုးကိုဘယ်တော့မှမမြင်ဘူးတာကြောင့်မင်္ဂလီကိုယ်တိုင်မှမှင့်သားသွားခဲ့တယ်။အဲ့ဒီနောက်သူမကတိုးတာတစ်ဖြာကိုယူပြီးစူးပွင့်နေတဲ့ဟင်းရည်ထဲမှာလျင်မြန်စွာမှွေလိုက်တယ်။ပြီးမှတကိုက်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာပေါ်မှာလုံးဝကျဉ်နဲ့အားရတဲ့အမူအရာပေါ်လာခဲ့တယ်။ဧကရာဇင်မင်းကလည်းသူမရဲ့အတိုင်းလိုက်လုပ်ပြီးမဲ့အသားကသူ့နှုတ်ခမ်းနားရောက်တော့တွန်းဆုပ်သွားခဲ့တယ်။နန်းတော်ဆောင်တယောက်ကချက်ချင်းရှေ့တိုးလာပြီးအစိတ်ရှိမရှိအရင်မီးစမ်းဖို့ကန့်လန့်ခဲ့တယ်။ဒါပေမဲ့စာလောင်တီဗီဖြစ်တဲ့ဧကရာဇင်မင်းကအစက္ကန့်တော့မစောင့်နိုင်တော့ဘူး။သူကတကိုက်ကြီးကြီးကြိုက်လိုက်ပြီးချက်ချင်းပဲငြိမ်သက်သွားခဲ့တယ်။ဧကရာဇင်အစိတ်မိပြီလို့ထင်ပြီးနန်းတော်ဆောင်တွေထိတ်လန့်သွားကြတယ်။တကယ်တော့သူဟာခုမှမီးစမ်းဖူးတဲ့အရသာအသေးရရိုးရိုးလေးအံ့အားသွင်းစရာကောင်းမွန်လွန်းတာကြောင့်ရိုးရိုးလေးပဲအံ့အားသွားခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးဧကရာဇင်မင်းဟာ hot pot ကိုလုံးဝဆွဲလန်းသွားပြီးတကိုက်ဆက်စောင်းနေခဲ့တယ်။နောက်ဆုံးမှာတော့မင်္ဂလီကအရန်ဆက်တဲ့နှစ်စရာ sauce တစ်ပကံကိုထုတ်လိုက်တယ်။သူမကအသားတစ်ဖြတ်ကိုယူပြီးတောက်ပြောင်နေတဲ့အနီရောင် sauce ထဲမှာတေချာနှစ်လိုက်တော့ဆက်ပေမဲ့အရန်ဆွဲဆောင်နေတဲ့မြင်ကွင်းကလူတိုင်းရဲ့ဘားကိုသွားရည်ကျလာစေပါတော့တယ်